ဒါပေမဲ့လူတော်တော်များကျွန်တော်ဂျင်းနေလာပြီဆိုရင်ဒီမစော့တက်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဒီ show တော့ factor ဖြစ်ကြတယ်ပြီးရင်တချို့ကျတော့ like ကိုထိချင်တဲ့ chess ကိုမထိကြဘူးအဲ့တော့ကျွန်တော်ဒီ video တော့မှာကျွန်တော်ဘလို့ဒီတခြား chess ကိုထိအောင်ဆော့မယ်ဆိုကျွန်တော်ပြရအောင်ဖြစ်တယ် flat bench တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ do နဲ့ဒီလိုမျိုးအရင်သွားကြမလို့ okay ကျွန်တော်အလေးညားလေကျွန်တော်တိလာကွန်ကိုပို့ပြီးမှ effective ဖြစ်ရတဲ့နီးလမ်းတွေကျွန်တော်တုံးပြီးခါကျွန်တော်မှအလေးတွေကိုတက်နိုင်တော့တဲ့မှာ position ဝင်အောင်ကျွန်တော်လုပ်တတ်ရမယ် okay အဲ့တော့ဒီ position မှာကျွန်တော်ဘလို့သွားလိုက်စီချင်လဲဆိုရင်ဒီတိုင်းအောက်ကိုလဲချနေရင်လည်းတခါတည်းယူသွားလိုက်ပဲပြီးရင်ဘယ်ဘက်ကိုကန်ထုံမယ်ကျွန်တော် dumbbell bench press ဆိုပါကြိုက်လဲဆိုတော့ကျွန်တော် dumbbell bench press တွန်းတဲ့အချိန်ကြရင်ကျွန်တော်လက်ကအလဲကိုလာလို့ရတဲ့အတွက်ကြောင့်မို့ပဲ okay အဲ့တော့ကျွန်တော် chest ကိုစဉ်းစားကြည့်မယ်ဆိုကျွန်တော် chest ကြီးကြီးစဉ်းစားကြည့်မယ်ကျွန်တော်အမြဲစဉ်းစားကြည့်နေတာကျွန်တော် stretch လုပ်နိုင်လားမလုပ်နိုင်ဘူးလား okay အဲ့တော့ကျွန်တော် cable နဲ့ဆော့ရဆိုရင်ကျွန်တော်တည်ရမှာ fly တွေပါဆော့မယ်ဆိုရင်ကျွန်တော်အဲ့ stretch ရှိလို့ဒီ exercise တွေကကောင်းတာ okay အဲ့ဒါမဲ့ကျွန်တော်ဘာဘောင်းနဲ့ကျွန်တော်တွန်းမယ်ဆိုရင်အဲ့ stretch ကကျွန်တော်မရှိဘူးဘာကြောင့်လဲကျွန်တော်ဘာဘောင်းနဲ့တွန်းတဲ့အချိန်ကြရင် chest ကအဘဲလာမယ်လက်ကအရှိမှာပဲနေမယ် okay အဲ့တော့မိတ်ဆွေကျွန်တော်တို့မြင်ကြည့်လိုက်စီရှင်တယ် okay အခုချက်ချင်းကျွန်တော်ထားပြီးခါကြမှာ chest ကိုကျွန်တော်လက်ကိုဒဲသွားတာနဲ့လက်ကိုဒဲတွန်းတာနဲ့ကျွန်တော်လက်ကိုအလဲကိုတွန်းတာနဲ့ဘယ်ဟာပိုပြီးမှ chest involvement ပါလဲဆိုတော့ချက်ကြည့်လိုက်ရင်ဘက်ရဲ့ most stretch position ကကျွန်တော်ဒီ position မှာ okay အဲ့တော့ကျွန်တော်ဒီလိုမျိုးလုပ်နိုင်မယ်ဆိုရင်ကျွန်တော် chest တစ်ပိုင်းကဒီဘယ်ဘက်အပိုင်းကကျွန်တော်ဒီအရှိကိုကားလာမယ်ပြီးရင်ဒီ stretch position ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီမှာကျွန်တော် grow ဖြစ်ဆုံးမယ် okay အဲ့တော့ပထမဦးဆုံးကျွန်တော်ဒီဟာမှာမှရင်ကျွန်တော်ဘာလုပ်တတ်မလဲကျွန်တော်ဒီအောက်မှာထိုင်တဲ့ချိန်ကြရင်ကျွန်တော်အမြဲပြောတာကျွန်တော်အမြဲကြည့်ရဒီအောက်မှာခန်းအောက်မှာကျွန်တော် space ရှိနေရမယ်အဲ့ space လွတ်တယ်ဆိုမှပဲကျွန်တော် chest ကအပေါ်မြောက်နေမှာအဲ့ဒီ chest ကအပေါ်မြောက်နေမှာကျွန်တော် chest ကလာထိမှာ okay ဆိုတော့အဲ့ဒါကျွန်တော်ပထမဦးဆုံးကျွန်တော်ဒါကိုကျွန်တော်သတိထားရမယ်အဲ့ဒါကိုကျွန်တော်ကျွမ်းသွားပြီဆိုရင်ဒုတိယအနေနဲ့ကျွန်တော် hand position ကျွန်တော်များ hand position ကျွန်တော်တွေ့ရဒီနောက်အရန်ကက်တယ်ဒီဂျိုင်းနဲ့ကျွန်တော်တို့လက်နဲ့အရန်ကက်တဲ့ချိန်မှာကျွန်တော်ဘာ stretch ရှိလဲ okay တဲ့ကြီးပဲကျွန်တော်တွန်းနေတာThat's not correct. All right. So အကောင်းဆုံးနဲ့ကျွန်တော် most effective ဖြစ်ရမှုကဘာလဲဆိုကျွန်တော်လက်ကိုပြီးနောက်ပါပြရမယ်။ဟုတ်ပြီလား။အဲ့တော့ကျွန်တော်ဒီ video မှာကျွန်တော်ပြပြီးတော့မယ်။ကျွန်တော်တို့ muscle building ကျွန်တော် hypertrophy အတွက်အကောင်းဆုံးအခြေအနေကဘယ်လိုလဲဆိုကျွန်တော်ပြီးနောက် stretch out လုပ်မယ်။ပြီးမှအလေဟဲ့ဟုတ်ပြီလား။ကျွန်တော်ရဲ့ position ကိုကြည့်။ကျွန်တော်အလေသွားပြရ။ဟုတ်ပြီလား။ကျွန်တော်တို့ဒီအပေါ်က chest ရဲ့ directly အပေါ်မှာဟုတ်ပြီလား။ So stretch out ဒီဘက်ကိုလာမယ်။ဒီနားလေးမဟုတ်ဘူး။ Okay ဒီနားလေးလာမယ်။ make sure that ကျွန်တော်တို့ဒီလက်ရဲ့တောင်စင်းတယ်ဒီလက်ထိပ်ကိုကျွန်တော်တို့တပြိုင်နေလည်းဖြစ်ဆိုတော့ဟုတ်ပါကဲဆိုအဲ့ဒါတော့ကျွန်တော်ဒီ chest press dumbbell chest press ဘယ်လိုမှန်ကန်ဆုံးနေကျွန်တော်ပြရပါဖြစ်တယ်ပေါ့